အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Susan Design School မှာ Founder Designer စုခိုင်ဖြစ်ပါတယ်ကျမတို့ Designer တွေဆိုတာကစိတ်နဲ့နှလုံးသားနဲ့ဖန်တီးရတဲ့လူပညာရှင်တွေလည်းဖြစ်ကြပါတယ်ကျမတို့ Designer သင်တန်းတွေစတက်ပြီဆိုတာနဲ့ကျမတို့ Designer တွေကအောင်မြင်ခြင်းကြပါတယ်အောင်မြင်တဲ့ Designer တွေပဲဖြစ်ချင်ကြတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအောင်မြင်ခြင်းတယ်ဆိုလို့ရှိရင်အောင်မြင်တဲ့ Designer တယောက်ကဘာတွေလိုအပ်မလဲဆိုလို့ရှိရင် Design တစ်ခုကိုဖန်တီးတော့မယ်ဆိုရင်ကိုယ်ပိုင် idea ကိုယ်ပိုင် hand တွေလိုအပ်ပါတယ်ပြီးပြည့်စုံတဲ့အခြေခံ pattern တွေလိုအပ်ပါတယ်နောက်တစ်ခုကတော့ဘယ်လို design ဘယ်လိုပုံစံကိုအခြေခံပြီးတော့ဖန်တီးမလဲဆိုတဲ့အတွေးတစ်ခုကအရန်ကိုအရေးကြီးပါတယ်ရှင်ဒီအချက်၃ချက်ကအရန်ရေးကြီးပါတယ်ပြီးတော့ကိုဖန်တီးတဲ့ design တိုင်းဟာတည်သက်လှပမှုတရက်တည်ကြမှုအမှုပညာဆန်ဆန်ဖန်တီးတတ်မှုစေတနာထားတတ်မှုတွေကလည်းအရန်ကိုအရေးကြီးပါတယ်ရှင်ပြီးတော့နောက်တစ်ခုကကျတော့နီးစနစ်တွေကမှန်ကန်ရပါမယ်အခုဆိုရင်အရန်ကိုခင်မီလှပတဲ့ design တွေကအမြဲတမ်းပေါ်လာတာပေါ့နော်ခင်နဲ့အညီပေါ့ဒါကြောင့်မလို့ဒီ kick ကိုလည်းအမြဲတမ်းရင်ပေါင်တန်းနိုင်အောင်လေ့လာရပါမယ် trend တွေနောက်ကိုပေါ့နော်ကိုကလိုက်နိုင်ရမယ်ပေါ့နော်တေချာတိကျတေချာရပါမယ်ဆဆရဒါမှကောင်းမွန်တဲ့ design တွေကိုဖန်တီးနိုင်တဲ့ designer ကောင်းတယောက်ဖြစ်လာပါမယ်သူများတွေဖန်တီးတယ်လို့ကိုယ့်ရဲ့ဖန်တီးမှုတွေအဆင်မပြေသေးရင်ကိုကိုပြန်ပြီးတော့စမ်းစစ်ရပါမယ်လေ့လာရပါမယ်သုံးသပ်ရပါမယ်ကိုယ့်ရဲ့အားနည်းချက်ကိုကရှာရပါမယ်ဒါမှ customer ကကိုယ့်ရဲ့အားနည်းချက်ကိုမရှာနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကပညာလိုတာလားကိုယ့်စီမှာဒါမှမဟုတ်ရင်တရက်လှပမှုလားဒါမှမဟုတ်လို့ရှိရင်တိကျသေးချာမှုလားကိုယ့်ရဲ့ပညာဟာနောက်ထပ် update လုပ်ဖို့လိုနေပြီလားဒါကိုလည်းတေချာလေ့လာရပါမယ်ကိုသုံးသပ်ရပါမယ်ပညာ update လုပ်ဖို့လိုလာတဲ့အခါကျလို့ရှိရင်လည်းငွေသုံးရပါမယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ပညာရင်းမှာကိုလိုချင်တဲ့ငွေရပါမယ်။ဥပမာဖြင့်သူများကတစ်ထည်ဖန်တီးတဲ့အချိန်မှာ3သိန်းခွဲရနေပြီ2သိန်းရနေပြီ3သိန်းရနေပြီဆိုတဲ့အခါကျရင်ကိုကလည်းလိုချင်မယ်ပေါ့နော်ကျမတို့ဒီဇိုင်နာတွေဆိုတာက customer ရဲ့အိတ်ထဲကပတ်စံကိုပညာနဲ့စေတနာနဲ့မေတ္တာနဲ့ပေါင်းဆက်ပြီးတော့ယူရတဲ့ပညာရှင်တွေလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ပေါ့နော်ကိုကပညာရင်းမှာကိုလိုချင်တဲ့လုပ်အားကတွေပညာကတွေပြန်ပြီးတော့ရပါမယ်ကိုကဒီအောင်မြင်မှုတော့ကိုပေါ့နော်ကိုကလိုက်ချင်တဲ့ခေါမလဲပြီးတော့ခါကျတော့ဒီအောင်မြင်တဲ့ဒီဇိုင်နာတယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့အများကြီးစူးစမ်းဖို့လိုပါတယ်သူများအိတ်နေတဲ့အချိန်မှာမအိတ်ဖဲနဲ့ကိုကအများကြီးစူးစမ်းဖို့လိုအပ်ပါတယ်အောင်မြင်မှုဆိုတာလည်းလွယ်ကူကူနဲ့ဘယ်တော့မှမရရှိပါဘူးရှင်ဒါကိုတော့အခုဒီစကားလေးကိုတော့ဘာကြောင့်ပြောချင်းလဲဆိုလို့ရှိရင်ကျမတို့ဒီဒီဇိုင်နာဆိုရဲခေါမလဲဒီပညာရှင်တွေကအခုဆိုအများကြီးပဲပေါ်လာတာပေါ့နော်ဒါတင်တန်းတိုင်းမှာလည်းတင်တန်းဆင်းကြတဲ့ကလေးတွေကလည်းရမ်းများတဲ့အတွက်ဒီအောင်မြင်ကျင်ကြတယ်ပေါ့နော်ဒီအတွက်ကိုတီချယ်ရေးသမီးတို့ကိုဒါလေးကိုပြောပြပေးပါဆိုတော့ request လုပ်ထားတာလည်းရှိပါတယ်ဒါကြောင့်မလို့ဒီနေ့ဒီအကြောင်းအရာလေးကိုပြောခြင်းဖြစ်ပါတယ်ရှင်နောက်တစ်ခုကကျတော့ဟိုလူကိုအားကြတယ်ဒီလူကိုအားကြတယ်ဆိုတော့အားကြတဲ့စိတ်နောက်မှာလည်းအားကြခြင်းရဲ့နောက်ွယ်မှာလည်းကိုကမနာလိုစိတ်ဖြစ်ကိုတခါတလေပြောင်းလဲတတ်ပါတယ်ဒါကြောင့်မလို့မိမိကိုယ်သာပဲမိမိရှင်ပြိုင်ပေးပါမနစ်ကထက်ကိုဒီနှစ်ပိုတော်ပါမယ်မနစ်ကထက်ကိုဒီနှစ်ကိုပို့ပြီးတော့စူးစမ်းပါမယ်အမြဲတမ်းတော်ခြင်းရင်နေ့တိုင်းစူးစမ်းပါကျမလည်းဆက်ပြီးတော့စူးစမ်းနေပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ဒီဇိုင်နာစုကိုင်ပါရှင်